皆さんこんにちは。日本語チャンネルのケです。今日は N2 の文法に限ってを一緒に勉強しましょう。それではスタート。はい、に限ってがသူ့ကိုသုံးရမယ့်အခြေအနေ၄မျိုးရှိပါတယ်။အဲ့ဒီတော့အဓိပ္ပာယ်ကိုအရင်မပြောဘဲနဲ့အဲ့ဒီအခြေအနေ၄မျိုးကိုတစ်ခုချင်းစီရှင်းပြပေးသွားပါမယ်။に限ってကသူနဲ့ချိတ်ဆက်ပေးရမယ်ဆက်ဆက်ပေးရမယ်စကားလုံးလေးကတော့名詞 noun ဖြစ်ပါတယ်။ noun に限ってကဲအဲ့ဆိုရင်ပထမအဆုံးတစ်ခုကိုကြည့်ကြည့်အောင်။ပထမဆုံးတစ်ခုကတော့ဘယ်လိုအခြေအနေမျိုးမှာသုံးလဲဆိုရင်သူကခါတိုင်းနဲ့မတူပဲထူးခြားနေရလို့ပြောချင်တဲ့အခြေအနေမျိုးမှာအသုံးပြုရမှာဖြစ်ပါတယ်။ဘယ်လိုမျိုးလဲဆိုရင်ဥပမာပြောရမယ်ဆိုရင်တော့田中さんဆိုတဲ့လူတယောက်ရှိရဆိုပါစို့အဲ့田中さんကသူ့ကိုကြည့်လိုက်ရင်အမြဲတမ်းတန့်ရှင်းတက်ရက်နေတယ်အမြဲတမ်းစတိုင်ကြနေတယ်ဒါပေမဲ့သူကခါတိုင်းနဲ့မတူပဲနဲ့ဒီနေ့ကျမှနည်းနည်းဖေယိုဖယဲဖြစ်နေတယ်တက်ရက်မရှိဘူးသူ့ကိုကြည့်ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးခါတိုင်းနဲ့မတူပဲနဲ့ထူးခြားနေတဲ့အခြေအနေမျိုးကိုပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်နောက်ထပ်ဥပမာပြောရမယ်ဆိုရင်တော့အမြဲတမ်းတက်ကြွနေတယ်အမြဲတမ်းတွတ်လက်ရှိတဲ့လူတယောက်ကဒီနေ့ကျမှစကားမပြောဘူးမှိုင်တွေးနေတယ်ဆိုတော့ခါတိုင်းနဲ့မတူဘူးထူးခြားနေတယ်အဲ့လိုမျိုးအခြေအနေမျိုးမှာဆိုရင်ဒီに限って noun に限ってဆိုတဲ့ grammar လေးကိုသုံးပေးလို့ရပါတယ်では例文を見てみましょういつも静かなこの店は今日に限って混んでいますအတိတ်ပဲလေးကဘာဖြစ်မလဲဆိုရင်အမြဲတမ်းတိတ်ဆိတ်နေတဲ့ဒီဆိုင်ကအမြဲတမ်းလူမရှိဘူးပေါ့နော်အမြဲတမ်းတိတ်ဆိတ်နေတဲ့ဒီဆိုင်ကဆိုရင်ဒီနေ့ကျမှပဲလူတွေပြည့်နေပါတယ်ဆိုတော့ခါတိုင်းနဲ့မတူဘူးအမြဲတမ်းလူမရှိတဲ့အမြဲတမ်းတိတ်ဆိတ်နေတဲ့ဒီဆိုင်ကဒီနေ့ကျမှပဲထူးထူးခြားခြားလူတွေပြည့်နေတယ်ဆိုတဲ့အဓိပ္ပာယ်စာကြောင်းမျိုးပါဆိုတော့ဒီလိုအခြေအနေမျိုးမှာဆိုရင် noun に限ってဆိုတဲ့ grammar လေးကိုသုံးပေးရမှာဖြစ်ပါတယ်普段は飲まないのに今日に限って飲みすぎたအဓိပ္ပာယ်လေးကဘာလဲဆိုတော့ခါတိုင်းဆိုရင်ပုံမှန်ဆိုရင်မတောက်တဲ့ဟာကိုဒီနေ့ကျမှပဲအတောက်လွန်သွားခဲ့တယ်ဆိုတော့ပုံမှန်ဆိုရင်တောက်လေးမရှိတဲ့သူကဒီနေ့ကျမှအများကြီးတောက်မိပါတယ်ဆိုတော့ဒီနေ့ကျမှထူးထူးခြားခြားပုံမှန်မလုပ်တဲ့အရာကိုဒီနေ့ကျမှထူးထူးခြားခြားလုပ်လိုက်တာပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးမှာဆိုရင်に限ってကိုသုံးပြရမှာဖြစ်ပါတယ်ကဲဒါဆိုရင်နောက်ဆုံးဥပမာလေးကိုကြည့်ကြည့်အောင်いつもおとなしいのに今日に限ってよくしゃべるねဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်ကတော့အမြဲတမ်းစကားနေတဲ့သူစကားသိမ့်မပြောတဲ့သူကဒီနေ့ကျမှထူးထူးခြားခြားစကားတွေအရင်ပြောနေပါလားဆိုတဲ့စာကြောင်းမျိုးပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာဆိုရင်ဒီ noun に限ってဆိုတဲ့ grammar ကိုသုံးပေးလို့ရပါတယ်။ဒါဆိုရင် noun に限ってရဲ့ဒုတိယပုံစံတစ်မျိုးကိုဆက်ပြီးတော့လေ့လာကြည့်ကြမယ်။သူကဘယ်လိုအခြေအနေမျိုးမှာလဲသုံးလို့ရသေးလဲဆိုရင်ကံမကောင်းတဲ့အခြေအနေမျိုးဒီနေ့ကျမှဒီလိုအချိန်မျိုးကျမှကံမကောင်းမှုတိုက်တိုက်ဆိုင်ဆိုင်မကောင်းတာတွေနဲ့ကြုံရတယ်အဲ့ဒီလိုမျိုးပြောချင်တဲ့အခါမျိုးမှာသုံးပါတယ်ဥပမာဘယ်လိုမျိုးလဲဆိုရင်တော့ကိုကအမြဲတမ်းထီးယူသွားလေးရှိပေမဲ့လည်းထီးမယူလာတဲ့နေ့ကျမှပဲဒီမိုးရွာတာနဲ့လာကြုံတဲ့ကံမကောင်းမှုပေါ့နော်တိုက်တိုက်ဆိုင်ဆိုင်ကိုမယူလာတဲ့နေ့ခါကျမှပဲမိုးကလာရွာတယ်လို့ပြောတဲ့အခါမျိုးမှာသုံးလို့ရပါတယ်အလုံးနောက်ကျနေပြီဆိုခါကျမှပဲကားကလာပိတ်နေတယ်ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးမှာလည်းに限ってဆိုတဲ့ grammar ကိုသုံးပြလို့ရပါတယ်။ဒါဆိုရင်ဥပမာလေးတွေကိုကြည့်ကြည့်ကြရအောင်။急いでいる時に限って赤信号に引っかかる。အဓိပ္ပာယ်လေးကဘာလဲဆိုတော့အလျင်လိုနေတဲ့အချိန်ကြမှာပဲမီးနီနဲ့လာမိနေတယ်။မီးပွိုင်းလာမိနေတယ်လို့အဓိပ္ပာယ်ရပါတယ်။ဆိုတော့အရန်အလျင်လိုနေပြီပုံမှန်ဆိုရင်မီးကအမြဲတမ်းစိမ်းနေပြီခါကြမှာအလျင်လိုနေတဲ့အခါကျမှပဲမီးပွိုင်းလာမိနေတယ်မီးနီလာမိနေတယ်လို့ပြောတဲ့အခါမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေမှာに限ってကိုသုံးရပါတယ်ကဲဒါဆိုရင်ဒုတိယဥပမာစာကြောင်းလေးကိုကြည့်ကြည့်အောင်化粧していない日に限って知り合いに会うなんてဒါလေးကတော့မကြာခဏလူတိုင်းဖြစ်ပူးကြမယ်လို့ထင်ပါတယ်အလှမပြင်ထားတဲ့နေ့ကျမှပဲအတိမိတ်ဆွေနဲ့လာတိုးနေရတယ်လို့ကွာဆိုပြီးတော့ဒါဆိုရင်နောက်ဆုံးဥပမာစာကြောင်းလေးကိုကြည့်ကြည့်အောင်傘持っていない日しかもいい服を着ている日に限って雨に降られるဒါဆိုရင်အဓိပ္ပာယ်လေးကဘာဖြစ်မလဲဆိုတော့ထီးမပါလာတဲ့နေ့အဝတ်ကောင်းလေးဝတ်ထားတဲ့နေ့အဝတ်လှလှလေးဝတ်ထားတဲ့နေ့ကြမှာပဲမိုးကလာရွာနေတယ်
ကိုကနော်ကကောင်းမွန်တက်တက်ရဲ့ဝတ်စားလေးလည်းဝတ်ထားတယ်ထီးရလည်းမပါပါဘူးဆိုတော့အဲ့လိုမျိုးဖြစ်နေတဲ့နေကြမှာလာပြီးတော့မိုးကလာရွာတယ်ကံမကောင်းဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးကံမကောင်းတာမျိုးမကောင်းတာနဲ့လာကြုံတာမျိုးဒီနေ့ကြမှာပဲเนาะဒီလိုမျိုးကိစ္စတွေဖြစ်ရတယ်ဆိုပြီးတော့ပြောတဲ့အခါမျိုးမှာဆိုရင်ဒီနီခါဂီတေဆိုတဲ့ grammar လေးကိုတုံးပြီးတော့ပြောလို့ရပါတယ်တောင်းခုမြောက်အနေနဲ့နီခါဂီတေကိုဘယ်လိုမျိုးအခြေအနေမျိုးမှာတုံးလဲဆိုရင်တော့နီခါဂီတေကကိုယုံကြည်ရတဲ့လူဆိုရင်တော့ကိုယုံကြည်ရတဲ့အရာဆိုရင်တော့လုံးဝမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောတဲ့အခါမျိုးမှာတုံးပါတယ်ကဲဒါကဘယ်လိုမျိုးအခြေအနေမှာတုံးလဲဆိုရင်ဥပမာကိုယုံကြည်ရတဲ့လူတစ်ယောက်ရဲ့မကောင်းတဲ့သတင်းတစ်ခုခုကိုကြားရတယ်ကိုယုံကြည်ရတဲ့ဥပမာစားတောက်ဆိုင်တို့ဘာလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီရဲ့မကောင်းတဲ့သတင်းတစ်ခုကိုကြားရတာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒီမကောင်းတဲ့အရာတစ်ခုခုသတင်းကိုကကြားလိုက်တဲ့အခါမှာမဖြစ်နိုင်ဘူးဒီလူကတော့ဒီလိုလုပ်မှာမဟုတ်ဘူးဒီစားတောက်ဆိုင်ကတော့ဒီလိုဖြစ်เสียအကြောင်းမရှိဘူးဆိုပြီးတော့မှာပေါ့နော်ကိုကဒီအရာကိုလုံးဝအကျွမ်းမဲ့ယုံကြည်ထားတယ်လုံးဝကိုမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောချင်တဲ့အခါမျိုးမှာပေါ့နော်ဒီနိခါဂီတေကိုတုံးလို့ရတယ်ဘယ်လိုလဲဆိုရင်တော့ဥပမာတမီးဖြစ်သူကယောက်ျားနောက်လိုက်ပြေးသွားတယ်ဆိုပါဆိုအမေဖြစ်သူကငါတမီးကတော့ဒီလိုလုံးမှာမဟုတ်ဘူးဆိုပြီးတော့မယုံကြည်နိုင်ဖြစ်တာပေါ့နော်ဆိုတော့ကိုတမီးကိုအရန်ယုံကြည်ထားတယ်ငါတမီးကတော့ငါ့ကိုဒီလိုလုံးမှာမဟုတ်ဘူးဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးပြောတဲ့အခြေအနေမျိုးမှာတုံးတာမျိုးကိုရဲ့တငယ်ချင်းကကိုတစ္ဆာဖောက်သွားတယ်အဲ့တော့ကိုကအဲ့ဒါလုံးဝမယုံနိုင်ဘူးငါတငယ်ချင်းကတော့ငါ့ကိုဒီလုံးမှမဟုတ်ဘူးတငယ်ချင်းကိုအရန်ယုံတယ်ပေါ့နော်ဆိုတော့ငါတငယ်ချင်းကတော့ငါတငယ်ချင်းဆိုရင်တော့ငါ့ကိုဒီလိုလုံးမှမဟုတ်ဘူးအဲ့ဒီလိုမျိုးကိုအရန်ယုံကြည်ရတဲ့အရာကိုအရန်ယုံကြည်ရတဲ့လူမျိုးဆိုရင်တော့ဒီလိုဖြစ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ပြောဆိုချင်တဲ့ခါမျိုးမှာနိခါဂီတေကိုတုံးလို့ရပါတယ်それでは例文を見てみましょう彼女に限ってそんな間違いはしないと思いますကဲအတိတ်ပဲလေးကပါလဲဆိုတော့သူမဆိုရင်တော့သူမကတော့ဒီလိုအမှားမျိုးကိုမလုပ်ဘူးလို့ငါထင်တယ်ဆိုတော့ဒီသူမကိုကအရန်ယုံတယ်ပေါ့နော်သူမကိုအရန်ယုံကြည်တယ်သူမသာဆိုရင်တော့ဒီလိုမျိုးအမှားကိုလုံးဝလုပ်မှာမဟုတ်ဘူးဆိုပြီးတော့ပြောတာပေါ့နော်ဒါဆိုရင်ဒုတိယဥပမာစာကြောင်းလေးကိုကြည့်ကြည့်ရအောင်彼に限って約束を忘れるはずがないと思うんだけどအတိတ်ပဲလေးကပါလဲဆိုတော့သူဆိုရင်တော့သူသာဆိုရင်တော့ပေါ့နော်ချိန်ထားတာကိုမေ့စရာအကြောင်းမရှိဘူးလို့ထင်တာပဲသူ့တော့ငါယုံတယ်ပေါ့နော်သူဆိုရင်တော့ချိန်ထားတာကိုမေ့သွားစရာအကြောင်းလုံးဝမရှိဘူးလို့ငါထင်တယ်ဆိုပြီးတော့ပြောထားတဲ့စာကြောင်းလေးဖြစ်ပါတယ်ဒါဆိုရင်နောက်ဆုံးဥပမာစာကြောင်းလေးကိုကြည့်ကြည့်ရအောင်うちの子にかけて万引きなんてするわけがないဒါဆိုရင်တော့ဒါကမိခင်ဖြစ်သူကဒါမှမဟုတ်ဖခင်ဖြစ်သူကပြောထားတဲ့စာကြောင်းလေးပေါ့နော်ကျွန်တော်ကျမရဲ့ကလေးကတော့ဒီအလစ်တုတ်တယ်ဆိုတဲ့ကိစ္စကိုလုပ်เสียအကြောင်းကိုမရှိဘူး။ရန်ကိုရဲ့ကလေးကိုယုံကြည်တယ်။ဒီလိုမျိုးတခြားလူစီကနေပြီးတော့မင်းရဲ့သားကတော့မင်းရဲ့ကလေးကတော့ပေါ့နော်အလစ်တုတ်တယ်လို့ငါကြားတယ်เนาะဒီဆိုင်ကနေအလစ်တုတ်သွားလို့ငါကြားတယ်လို့ဒီလိုမျိုးမကောင်းတဲ့တင်းကိုကြားတဲ့အခါမှာလုံးဝမဖြစ်နိုင်ဘူး။เนาะငါရဲ့သားငါရဲ့ကလေးကတော့ဒီလိုမျိုးအလစ်တုတ်တယ်ဆိုတဲ့ကိစ္စမျိုးတွေလုပ်เสียအကြောင်းမရှိဘူးဆိုပြီးတော့ပြောတဲ့အခါမျိုးမှာဒီနိခါဂီတေဆိုပြီးတော့ဒီ grammar လေးကိုသုံးပြီးတော့ပြောရမှာဖြစ်ပါတယ်နိခါဂီတေကနောက်ဆုံးတစ်ခုအနေနဲ့ဘယ်လိုအခြေအနေမျိုးမှာသုံးသေးလဲဆိုရင်တော့သူကတစ်ဖက်လူကိုဝေဖန်ပြောဆိုတာမျိုးမကောင်းပြောတာမျိုးအဲ့လိုရွေ့ပြောတဲ့အခါမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေမျိုးမှာလည်းပဲနိခါဂီတေကိုသုံးလို့ရပါသေးတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ပတ်စံမရှိတဲ့သူတွေကပို့ပြီးတော့မှအတုံးဖြုံကြီးတယ်ဆိုတာမျိုးလှတဲ့သူတွေကပို့ပြီးတော့မှညစ်ပတ်ကြတယ်လို့အဲ့လိုမျိုးလေးပြောတဲ့အခါမျိုးမှာဒီနိခါဂီတေကိုသုံးရပါတယ်ဒါဆိုရင်ဥပမာစာကြောင်းလေးတွေနဲ့လေ့လာကြည့်ကြရအောင်政治家に限って悪いことをするနိုင်ငံရေးသမားတွေကပို့ပြီးတော့မကောင်းတာတွေကိုလုပ်ကြတယ်ဆိုတော့နိုင်ငံရေးသမားတွေဆိုရင်ကောင်းတာလုပ်ကြမယ်လို့ထင်ကြပေမဲ့ဒီနိုင်ငံရေးသမားတွေကပို့ပြီးတော့မကောင်းတာလုပ်ကြတယ်ဆိုပြီးတော့ဝေဖန်ထောက်ပြပြောဆိုတဲ့အခါမျိုးမှာဒီ grammar လေးကိုအသုံးပြုထားတာဖြစ်ပါတယ်ဒါဆိုရင်ဒုတိယဥပမာစာကြောင်းလေးကိုကြည့်ကြည့်ရအောင်豪華な家に住んでいる人に限ってローンで苦しんでいるအတိတ်ပဲလေးကပါလဲဆိုတော့အင်ကြီးအင်ကောင်းမှနေနေတဲ့လူတွေကပို့ပြီးတော့အကျွေးတွေနဲ့နစ်နေတာအကျွေးတွေနဲ့ဒုက္ခရောက်နေတာဆိုပြီးတော့ပြောတဲ့အခါမျိုးမှာလဲဒီလိုမျိုးနိခါဂီတေဆိုတဲ့ grammar လေးကိုသုံးပြီးတော့ပြောလို့ရပါတယ်ဒါဆိုရင်နောက်ဆုံးဥပမာစာကြောင်းလေးကိုကြည့်ကြည့်ရအောင်普段遅刻ばかりしている人に限って人の遅刻に文句を言う
ဒီစာကြောင်းရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်တော့ပုံမှန်ဆိုရင်အမြဲတမ်းနောက်ကျနေတဲ့သူတွေကပို့ပြီးတော့မှတခြားသူနောက်ကျတဲ့အခါမှာအပြစ်ပြောလေးရှိပါတယ်ဆိုတဲ့စာကြောင်းပါပုံမှန်ဆိုရင်သူကိုယ်တိုင်ကအမြဲတမ်းနောက်ကျနေပြီးတော့မှတခြားသူနောက်ကျရင်အပြစ်ကြီးပဲပြောနေဆိုပြီးတော့အဲ့ဒီလူကိုဝေဖန်ထောက်ပြပြောဆိုတဲ့အခါမျိုးမှာဒီ grammar に限ってကိုအသုံးပြုပေးရတာဖြစ်ပါတယ်はい、皆さん、今日の文法わかりましたか？それでは次の動画でまたお会いしましょう。バイバイ。